စစ်ခွင်းစစ်ကြောင်းမိုင်းဆွဲလို့အောင်မြင်တိုက်ထုတ်နိုင်တယ်ရပါရလို့နိုင်ရရှိတယ်ရှိတာရှိပါဘူးအောင်စင်နေပါလို့ဟေးမင်းတို့လည်းတိုက်ပွဲတွေတိုက်ရတာပြင်မဲ့သွားပြီဆိုတော့အားလုံးစကားကိုလည်းနားယူကြမယ်ဒါပေမဲ့အထက်ကညွှန်ကြားချက်ကြားလာတဲ့တကယ်နဲ့ငါတို့တွေစကားသိမ်းတိုက်ပွဲတွေပြင်ဆင်ထားမယ်နားလည်လားစင်နေပါလို့ကိုကြီးอ่ะဖြစ်နိုင်အခုတော့တတ်ချင်နေတာဗျာဟုတ်တယ်ဗျာစစ်ခွဲကိုတတ်ဖို့လဲဆိုရင်ကျွန်တော်တို့ကရစင်းပါဘိုးကြီးอ่ะဟုတ်တယ်ဗျာဒီကောင်လေးအာနာယူတဲ့လူစုကြောင့်ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အသက်ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ပြီဒီကောင်တွေကိုတိုက်ဖို့တက်တယ်ကျွန်တော်တို့ဘယ်တော့မှတော့တော့တော့ပေါ့ဗျာအနည်းနဲ့စင်းတယ်ကိုရဲဘော်တွေအားလုံးရဲ့စိတ်ဓာတ်ကိုတော့လေးစားပါတယ်ရဲဘော်တွေစကားသိမ်းတိုက်ပွဲတစ်ခုတိုက်ဖို့ဆိုတာကတော့လက်နဲ့ခေရန်ရိတ်ခါလုံလောက်ဖို့အရေးကြီးတယ်ရဲဘော်အခုငါတို့မှာကလက်နဲ့ခေရန်ရိတ်ခါကမလုံလောက်သေးတော့ရဲဘော်တွေအတွက်ငါစိုးရိမ်လို့ပါကွာဟုတ်တယ်ဗျာကျွန်တော်တို့မှာလည်းတက်ခရရိတ်ခါလုံတော့ဒီကောင်လေးကတော့တစ်ခုပြီးတစ်ခုသိမ့်လိုက်ရှင်တာဗျာတဲ့ရရရတယ်ကျောင်းတို့ရဲ့နောက်မျိုးစစ်တွေကိုအဲ့ဒီအာနာယူရဲ့စက္ကနာအောက်မှာမထားရလို့ရတော့ပါတော့ရဲဘော်တို့ကတော့လေးစားပါတယ်ရဲဘော်အားလုံးလည်းပြင်နှမ်းပြီဆိုတော့စကားကိုပြန်ပြီးတော့နားကြလို့ကွာကဲဘာများပြောရစီသေးတယ်ရဲဘော်ရဲဒီကိစ္စရှိတော့ဘူးကဲပြောရဲဘော်ဘာသာလို့ဘာများလဲလို့ကွာမပူပါနဲ့ကွာစကားမှာစပုံမှုတွေကိုမင်းတို့အတွက်ရှယ်ချက်ဖို့ငါပြောထားပါလေမင်းတို့ဒီနေ့တိုက်ပွဲအောင်မြင်တဲ့အတွက်ဂုဏ်ပြုတဲ့အနေနဲ့မင်းတို့အားလုံးရှယ်ကျွေးမယ်ဟာဘိုးကြီးကပြောတာနော်တကယ်ပြောတာနော်ဆာရဗျကဲဒါဆိုရင်စကားကိုပြန်ရမယ်ကွာမင်းကကြောက်ရောမင်းကြောက်တော့ငါကြီးကြရပါဘောမင်းကလက်တက်မှန်းနေတယ်ဟိုလိုစားနေလို့လုပ်နေတာဆက်ချပြီးကြည့်ပါဦးငါတကယ်ပြောတာကဲလဲတော့ကွာတကယ်ပြောနေတာလို့ရဲဘော်ကြီးရတာရှိနေစားအချာချက်လားမပြည့်တယ်မင်းကငါတရားပြီးကြည့်ဦးပြီးကြတယ်ပါလေရောခေါ်ရမောက်ပဲနဲ့ဟောထင်တဲ့တိုင်းပဲဒီယောက်ကတွေ့လာတဲ့ငင်းကုန်နေကြတာပဲဟိုမှာရဲဘော်တွေပြန်လာပြီးရှိတယ်ကနေဘလို့လဲချက်ပြရတာကိုချက်ပြီးငါပြောတာဒီကောင်ကဟာမငန်းနေတယ်ဆိုသူ့မရုပ်ဟုတ်ပြီညီမညီးပြီးတယ်ခဏတော့ဒီနည်းနည်းချုံနေတယ်လို့အဲ့ဒါသူ့ကြောင့်ပါဟုတ်တယ်ဟုတ်ကဲ့ဟိုမှာရဲဘော်တွေလာရင်ကမြင်ကြည့်ကြဆုံးလေဟုတ်ပြီဟုတ်ပြီပါလာဟိုဘူးကြီးတို့လာပြီလားဘူးပေါ့အိုက်စားနေကြတော့ပေါ့ဟာမောပြီးပြန်ရဲဘော်တွေကမောပြီးပြန်လာတာဆိုတော့ဘာတွေများချက်လုပ်ထားရလဲရဲဘော်တို့ဘိုးကြီးပြောတော့ရှယ်တော့ဒါပဲလာတော့ဗျဟာဟုတ်ကဲ့ပဲရဲဘော်တို့စောင့်ဖို့ချက်ထားတယ်ဒါပဲလားရဲကြီးဒါပဲပေါ့ကိုကြီးရာကျွန်တော်တို့မှလည်းရှိတာလေးနဲ့လောက်မအောင်ချက်ထားတာဆိုဒါပဲပေါ့ကိုကြီးရာပြီးရင်တော့ကိုကြီးရဲ့သူ့တော်မေးကြည့်တာဟုတ်တယ်ဘုကြီးရဲ့ညီမတို့မှလည်းအသုံးစိတ်တရားလည်းများရိတ်ပါလည်းပြက်ဘတ်ဂျက်တရားလည်းမလောက်တော့ရှိရလေးနဲ့ချက်ထားတာပေါ့ဒီကြားထဲပန်းထားတဲ့တော့ဝဲကျွေးရသေးတယ်ဘုကြီးရဲ့ဒီကွာအခုကတော့တိုက်ပွဲကုန်ကြစိတ်ကြီးကလည်းများထောက်ဖို့ဒီအားလုံးကလည်းပြင်ပန်းနေကြပြီထင်ပါလေရင်းပြီဟုတ်တယ်ဘုကြီးထောက်ဖို့တွေလည်းပြင်ပန်းနေရပေါ့သူတို့မှစစ်ဘေးဆောင်တွေကိုလည်းထောက်ဖို့ရတော်နေတတ်သားတွေကိုလည်းထောက်ဖို့ရနဲ့ပြင်ပန်းနေရောဘုကြီးရဲ့နားလေပါတယ်ကဲပါကွာဘလို့ဖြစ်ငါတို့
ကြည့်လိုက်ရင်နောက်မှစားကြမယ်ကွာ ဒီစားတော့ပြီး ဘာ ရော ပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ကဒီຫນွေဦးဒေါ်လာကြီးစားတွေကအာနာရှင်ကိုအမြင့်ပြတ်တဲ့အထိတိုက်နေတော့ကျွန်တော်တို့လက်မောင်းခွေးနေတယ်သက်စာကလေးပြထားကြတာမဟုတ်လားဗျာအဲ့ဒီတော့ကျွန်တော်တို့ဒီချိန်မှာဘယ်ထင်းကမကောင်းဘူးနဲ့များတယ်ကျွန်တော်တို့မှာငင်းဆောင်မရှိပါဘူးဗျာကျွန်တော်တို့တော်လေးတက်တိုင်းမှာဒီလူကတွေးတဲ့တမင်းဟင်းကိုစားနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိတာလေးကိုပဲနောက်တော့တိုင်ပွဲတွေကိုအားရှိကြတိုက်နေတော့ညစားကြတာပေါ့ဗျာ ဟုတ်ကောငါတို့ပြခွင့်ရတော့ ကဲဒါဆိုဒီမှာပဲထိုင်စားကြ နာလာရေဘောလေးစားတော့မယ်ဆိုတော့ရှင်းပြရမှာတော့အဲ့ဒီကဲတမင်စားနေတယ်စားစို့မာရောဒီဒီလူလူမကျွဲတော့ဒီတမင်နဲ့ဒီဟီရိုစားပြီးဒီလူလူအတော်စီးတယ်ကာကွယ်ဆောက်ရှောက်ပါပြီမာရောဒီဒီအောင်စုနေဒီအောင်စကားပြောပေါ့ကိစ္စ sorry ပါပြီမာရောဒီဖတ်ရဲဒီမိုကရေစီတိုက်ပွဲတွေ့ကာဆိုရတော့သူရဲ့ကားတော့ကိစ္စဒိတ်တယ်ယူပါပြီ ။ကဲစားကြမယ်ရောက်ပါလေ။အားရစားကြကွာ စစ်မကောင်းလို့တည်နေချင်းဟာ ။လို့ပြ စားနေကြည့်ကြပါဦးတည်နေငါတို့ရဲဘော်တွေစားနေတယ်ထမင်းနဲ့ဟင်းပြည်သူအသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်စောင့်ရှောက်နေရဲဘော်တွေမိကြည့်ပါဦးကွာစားနေတယ်ကွာမန်တော်မကြောက်နဲ့တော်ပါသူတို့ကြည့်မစိတ်ထဲမကောင်းလိုက်ဘူး စိတ်ကတော့နားလေပါတကယ်ဗျာ ဘိုးကြီးတို့ရဲ့ဘိုးကြီးတို့ဒီစားနေတဲ့အချိန်မှာစိတ်မကောင်းစရာလည်းမပြောပါနဲ့လား အေးပါညီမလေးလားကိုကြီးစိတ်ထဲမှာမကြည့်လို့ကိုကြီးပြောမိတာပါကွာလုံးလေစားပြီဆိုတော့နားရကြကွာကဲကျဲပြီဘာသာရေးမှုကြီးအထက်ကိုစီးရင်တွေပြပြရရှိလို့ဆိုင်ရစမ်းလေးတွေပြစုပြပါဦးကွာ ရဲဘော်လေးစားလို့ပြီးဆိုတော့ငါလည်းကျေတော့မယ် ။အားရအမေကောင်းနေအောင်။ဘေးသိန်း ငါနာမည်ကမင်းတိုင်းမဟုတ်ဘူးကွာငါနာမည်တောင်းပါ ဘေးသိန်း တော့ဘာရောသားလဲငါနာမည်ကတောင်းပေါ့ဂျူဂျီတောင်းပါကွာ အားပြောလား။ပြီးတော့ဒါရီသိန်းလို့ပြောတာ ဟောဒါလေးသိလိုက် ။ဟုတ်တယ် အဲ့တော့ငါပြောလည်းမသိနိုင်ငါဘာလို့သိရစဉ်းစားမင်းကမင်းဟောက်ပြောစုတာသိနိုင် ။အဲ့ဆိုရင်မင်းနဲ့လိုက်။ဘိုးကြားနဲ့ဆက်တာ ဟောငငယ်တော့လို့ ။ငယ်တော့လို့ ဘိုးကြားနဲ့ဆွဲမှာ ဆွဲမယ် ဟဲ့ငငယ်တော့မတိုင်းနေတော့ ။အခုမကြည့်တော့ အမေဒီလိုအလောင်းအစားလို့ အလောင်းအစားလို့မင်းအလောင်းလို့ အလောင်းစားလို့ အတူကစားလို့လိုက်ပါ ဟောတော့တော့ပါလို့ပါ ငါအလောင်းအတူကစားလို့ဘိုးရနဲ့ဆိုရ ဘိုးကြားနဲ့တော့မင်းနဲ့တော့ ညစ်ဘူးကွာ အဲဆွဲတော့ပြင်ရမှာနော် ဟဲ့ ဟုတ်လား ဘိုးကြတယ်ဘိုးကြတယ်ဘိုးလို့ဟာပြတ်နေ မင်းဟာဒီလက်အထင်မသေးပါနဲ့ဟဲ့ဒီလက်ကအခြေခံမှာစစ်ခွေးတွေကိုရွရွချွန်ချွန်တိုက်ထုတ်ရင်းနဲ့ရရှိလာတဲ့ဒဏ်ရာရရှိလာတဲ့မဟာလက်ပါ 你的战绩对，你的所有看啊，你看那个报几年这个啦， ဟောတဲ့နေလားဟောတဲ့နေလား 你也报了，报几年这个啦，啊，那啥，西凉是那个的话， အော်မင်းကစက်ကိုက်ပါ 是那个，还是一个也是那个， SK ပြည့်စက်ကိုက်ပါ 好的好的， ဒီကကျွမ်း 啊嘞，西
ရှေ့ကတော့ဆိုင်ပါနဲ့စစ်ခွေးလို့လာတာအတိတ်လေးရတာဟော ဒီပါကွာကျမင်းကလည်းပြောရင်ညီလို့ပြည့်လို့အဲ့တော့ကိုရထားတော့ကြတယ် ဆွဲမယ်ဆွဲမယ် အရင်ချင်းတော့ တော့မညဘူးလားဒီရ ဟေးဟိုချာချာဟိုချာချာဟိုတော့ဒီပါကွာငါဆုံးတော့လည်းငါသိရတာပေါ့ကွာ ဒါပါလေငယ်လေးတို့တွေကတမီနဲ့တည်ရတဲ့ညီကိုတွေပါတော်လည်းညီအောင်ဖို့အတွက်တိုက်ညီကိုဟာဝါ你看，那不讲，阿别对我，好比，给，阿水，你对我多少？ရောက်လေဈေးဝယ်သွားတာကြားလိုက်တာဒါရင်းများဝင်နေလည်းမသိပါဘူးကွယ်ပြန်ဆုံးတော့ကပ်ဖို့နောက်ကျနေတော့မှာပဲအမေတမီးဈေးပြန်လာပြီမင်းရဲ့ဟောကြာလိုက်တာတမီးရဲ့ဘာရင်းများဝင်နေတာလဲတမီးရဲ့ဟောကြာဆိုမေရဲ့ကုန်းစင်းလုံးပြန်လေလေအမေတခြားတက်လာတော့တမီးပါတဲ့ပတ်စံလေးနဲ့လောင်းမအောင်ဆိုပြီးတော့လေဈေးလုံးပန်းပြီးတော့ဈေးတနာလေးတွေဆောင်ရရတော့ပါမေရဲ့အေးပါသမီးရဲ့အမေကငါသမီးလေးကိုစိတ်ပူလို့ပါကွယ်ဟောအမေကတော့သမီးကိုစိတ်ပူရမှာတဲ့အမေရဲ့တိုင်းကိုကြီးကိုပုံပြီးစိတ်ပူရမှာအမေရဲ့ကိုကြီးလည်းဒီရတဲ့ဝင်လာလေးနဲ့ညီမရှိနေပြီလေအမေရဲ့ဆက်လည်းမရပါမရနဲ့အမေကကိုကြီးကိုပုံပြီးစိတ်ပူရမှာအမေရဲ့စိတ်ပူတာပေါ့သမီးရဲ့ရွာမှာဖုံးလိုက်နေရတယ်မကောင်းတော့အဆက်တွေရတယ်မရသားလေးတယောက်နေကောင်းချမ်းမှပြီးတော့အစင်ပြေလားမသိပါဘူးကိုအရင်အိမ်မက်နေရှာပါဟုတ်တယ်အမေကိုကြီးရောတူတူသားသားနဲ့ဒီဒေါ်လာရေးမှာအင်တိုင်းအားအားနဲ့တော်လန်းနေကြတာတချို့သူတွေကြတော့လေသူတို့လည်းမဆိုင်လို့ပဲအမေရဲ့အပျော်ပါအသွားလာမပြတ်ဘူးအမေရဲ့ဒါကတော့သမီးရဲ့တော်လန်းရေးကြီးအောင်တဲ့တနေ့ကျရင်သူတို့တွေလက်ပြလို့ပြီးရတာပဲကွယ်ကဲဖျားဆုံးတော့ချက်ဖို့နောက်ကျနေဦးမယ်ချက်စရာရှိတာသွားချက်အောင်လားဟုတ်ကဲ့မေနောက်တက်မှာကြံခဲ့ရတာလေးဝင် မဟုတ်ရပါဘူးကိုကြီးဟာကျွန်တော်မှခင်ရွယ်တရားဆိုလို့ကျွန်တော်အမေရဲ့ကျွန်တော်တိတ်ချစ်ရတယ်ကျွန်တော်ရဲ့ညီမလေးရဲ့ဒါလည်းရှိတာပါကိုကြီးဟာစောစောကကျွန်တော်ဆိုတဲ့တားလျှော်တင်လေးဆိုတာလေကျွန်တော်မောင်မတစ်ယောက်ကိုဟိုးခေစဉ်ကလေးကအမေကိုလည်းချော့တက်ခဲ့တယ်အမေရဲ့မူဝဲတားလျှော်တင်လေးပါကိုကြီးဟာကျွန်တော်အမေကိုအရန်တတိယလို့ဆိုပြတာအနောက်ရှိတဲ့သွားရင်ကျွန်တော်တောင်းမှမှာလေကိုကြီးဟာ ဘာမှအနောက်ရှက်မဖြစ်ပါဘူးဒါဆိုရင်ရွာမှာမင်းအမေနဲ့ညီမလေးပဲကြံခဲ့တာပေါ့ ဟုတ်ပြီကိုကြီးဟာရွာမှာကျွန်တော်အမေနဲ့ကျွန်တော်ညီမလေးပဲကြံခဲ့တယ်ဗျာ အဆက်အသွယ်ရရင်လားရေပေါ့ ကျွန်တော်တို့ရဲ့ရွာထိပ်မှာအ
အကြမ်းဖက်စစ်ကောင်စီကတက်ဆွဲလာတာဖြစ်တော့အမေနဲ့ညီမလေးနဲ့လုံလုံရေးကိုကျွန်တော်စိုးရိမ်လို့ဒီနေ့အထိကျွန်တော်အဆက်အသွယ်မလုပ်ရဲကိုကြီးရအမေနဲ့ညီမလေးအစင်မပြေကြရတာမသိပါဘူးဗျာ တူတူပါလေရဲဘော်ရငါတို့တွေအားလုံးကဒီသားစုဘဝအသက်တွေရေးပြီးတော့တိုင်းပြည်လုံးအတွက်အာနာရှင်စနစ်ဆိုးအောက်ကလက်မြောက်ဖို့ကျိုးမဲ့နေကြတဲ့သူတွေကြီးပါပဲခွာ ဟုတ်တယ်ဗျာအော်ဒါနဲ့ဘူကြီးကျွန်တော်ဘူကြီးကိုတစ်ခုတော့ဖွင့်တော့ရရှိတယ်ဗျာ ပြောပါပြောပါ အခုကျွန်တော်တို့စကန်သိန်းတိုက်ပွဲတိုက်ဖို့ပြင်နေတဲ့နေရာကျွန်တော်ပြောတယ်ကျွန်တော်တို့ရဲ့ရွာထိပ်ကစကန်မြ ဟာဟုတ်လားရေဘော ဟုတ်တယ်ဘူကြီးအဲ့ဒီစကန်သိန်းပွဲတိုက်ပြီးတော့ကျွန်တော်တို့စကန်သိန်းနေတဲ့အခါကျရင်ကျွန်တော်အမေနဲ့ညီမလေးစီကျွန်တော်ပြင်နေတယ်ဗျာကျွန်တော်ဖွင့်ပြပါလားဘူကြီးဟာ ရပါတယ်ရေဘောအဲ့ဒီစကန်သိန်းတိုက်ပွဲတိုက်ပြီးအောင်တဲ့ချိန်ကြရင်မင်းရဲ့ရွာကိုငါကိုယ်တိုင်ရောရဲဘော်တွေအားလုံးလိုက်နေပေါ်ရေဘော ဘူကြီးတကယ်ပြောတော့ တကယ်ပြောတာပေါ့ရဲဘော်ညာ ဝမ်းသာလိုက်တာဗျာကျွန်တော်အမေနဲ့ညီမလေးများတီးဘယ်တော့မှဝမ်းသာမလဲမသိဘူးဘူကြီးက ဟုတ်တယ်ပေါ့တကယ်ကြီးကမင်းဆောင်ကရောက်ဝမ်းသာတာငါတို့တွေကလူ့တော်လည်းကြီးပါအခုဆိုရင်၄နှစ်လောက်ရှိတယ်ငါတို့မိသားစုတွေငါတို့ပြန်မတွေ့ရဘူးမင်းအခုမိသားစုနဲ့တွေ့ရမယ်ဆိုတော့မင်းဆောင်ကအားကြတယ်တကယ်ကြီးက ဘာလဲပြည့်ကွာမင်းတို့လည်းတနေ့တစ်ချိန်ကျက်မင်းတို့ရဲ့မိသားစုကြီးပြန်ရမှာဘောကွာတွေ့ရမှာဘောကွာ အေးပေါ့ငါတို့တော့မင်းအတွက်တော့ဝမ်းသာနေတယ်ဆိုရင်မင်းအမေနဲ့ညီမလေးကတည်အရင်ဝမ်းသာပါတကယ်ကြီးအဲ့တော့ဖုန်းလေးတော့ကြိုဆက်ပါ ဆက်ရှင်တာပေါ့ဗျာခင်ဗျားလေကျွန်တော်တို့ကဖုန်းလိုက်ထက်ထားတယ်ဖုန်းလိုက်မှပြီးတော့ကျွန်တော်ဘယ်လိုဆက်လဲဗျာ အဲ့တော့အားလုံးကိုနေဟာနော်အဲ့တော့जेတာတော့တွေ့ရင်လည်းလည်းဒီလိုခါရပေါ်ပါမယ်အဲ့ဒါအဲ့ဒီလေကွာ ဟာကိုလည်းပြောတာ တကယ်တော့လားဟော ဟာဘူကြီးကျွန်တော်မနေ့ကညကျွန်တော်စိတ်ခါတော့ဆိုင်တော့ပြန်နေညာကျွန်တော်ခွင့်ပြပါနော် ခွင့်ပြုပါတယ်ရဲဘော်ရဲ့ခွင့်ပြုပါတယ်ဒါပေမဲ့ရဲဘော်တို့ရိတ်ခါခဲရဲ့လက်နဲ့သွားတဲ့အသွားနဲ့အပြင်မှာဂရုစိုက်ပြီးတော့သွားတော့ရဲဘော် ဟုတ်ကဲ့ဟုတ်ကဲ့ စိတ်ချပါဘူကြီး ကဲသမီးရေစိုးသားရိတ်နောက်ကြအောင်မယ်စိုးကြိုက်ဖို့ကိုအစင်းသစ်ဖြစ်ပြီလားသမီးရဲ့အစင်းသစ်ဖြစ်နေပါပြီမေရဲ့အစင်းသစ်ဖြစ်ရင်လည်းသွားကြရအောင်ဟုတ်ကဲ့မေဟောမေဖုန်းနဲ့ကြားရဲတော့သူများတော့ဦးသမီးရဲ့ကြိုက်လိုက်လေဟယ်လိုဟယ်လို ဟယ်လိုညီမလေးကိုလိုလားညီမလေး ဟာအကိုကြီးလား ဟုတ်တယ်ညီမလေး ဟဲ့အကိုကြီးအဆက်တော်များလဲတော်ကြပြီကိုကြီးဝါလိုက်တာဒါနဲ့ကိုကြီးနေကောင်းပါလားဟင် ကိုကြီးဒီကောင်းပါလေညီမလေးအော်ညီမလေးကိုဒီကောင်းရဲ့ပါ ကောင်းတယ်ကိုကြီး အော်ညီမလေးဒါနဲ့ကိုကြီးအရေးကြီးကိစ္စရှိလို့ညီမလေးရဲ့နာမအမေရှိလားဟင် ရှိရဲကိုကြီး အဲ့ဆိုရင်အမေကိုခဏပေးလိုက်ပါကွာ ဟုတ်တယ်နေရဟယ်လိုတားလေးလား ဟုတ်တယ်မေသားပါ အေးတားနေကောင်းလားတားရဲ့ ကောင်းပါလေမေအမေတို့နေကောင်းရဲ့လား အမေနေကောင်းလားဗောတားရဲ့ အော်တာအမေကိုအရေးကြီးတဲ့ကိစ္စပြောတယ်ရှိလို့နေရဲ့ ဟဲဘာများတော့မထိတ်တာမလန့်တာရှိလိုက်တာကွယ်ပြောပါအောင်ငါတားရဲ့ တာတို့အခုရွာဘက်ကိုပြန်လာနေကြပြီအမေရဲ့တာတို့ရဲ့ရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းမဲ့စက်ကောင်စီစခန်းကိုစခန်းသိမ်းတိုက်ဖို့ပြန်လာတာအမေရဲ့အဲ့ဒီစခန်းသိမ်းပွဲတိုက်ပြီးတာနဲ့တာအမေစီကိုပြန်လာလို့ရပြီအမေရဲ့ ဟဲတကယ်ပြောတာလားငါတားရဲ့ တကယ်ပေါ့အမေရဲ့ ဝမ်းတာလိုက်တာသားရဲ့သားနဲ့မတွေ့ရတာလဲနှစ်ကအတော်ကြာပြီလေကွယ်ဒါနဲ့သားပြန်လာရင်လေသားစိတ်တဲ့ခင်းတွေကိုအမိချက်ပြီးတော့သားကိုစောင့်နေမယ်နော် တာနဲ့အမေရဲ့လက်ရလေးကိုလွှမ်းနေတာကြာပြီအမေတာပြန်လာတဲ့အခါကျရင်တော့အမေရဲ့လက်ရလေးကိုလည်းအားရပါရစားအောင်လေပြီးတော့လေ
တော်တို့မောင်နှမလေးကိုဟိုးငယ်စီလုံးကအမေရှော့တက်ခဲ့တယ်တာရှော့ပေးလေးနဲ့တာကိုရှော့သိပ်ပါနော်ပြီးရှော့သိပ်ပြီနော် ချော့လိုက်ပါဘောတာရဲ့နော် အမေတာတို့ကဖုန်းလိုက်ရတဲ့နေရာကိုလာဆက်လာဆိုတော့စခန်းလေးရဝေးနေတယ်ပြီးဒါကြောင့်တာတို့စခန်းကိုပြန်ဖို့နောက်ကျလို့မဖြစ်တော့တာဖုန်းချတော့မယ်နော်အမေ အေးဒါနဲ့တာရဲ့အမေမအောင်မယ် ဟုတ်ကဲ့ပါအမေ ငါသားလေးတော်လည်းကြီးကအရင်ကြီးတယ်တာရဲ့ဒါကြောင့်မို့ငါသားဆဆရရသတိဝိရိယနဲ့ view ဆိုင်ပြီးတော့လောက်ရမယ်နော်ကျမရိုးလည်းအထူး view ဆိုင်ပါငါသားရဲ့ စိတ်ချပါပြီတာအဆဆရရတတိဝိရိယထားပါမယ်အော်ဒါနဲ့တာတို့စခန်းသိတိုက်ပွဲတိုက်နေနေရကတာတို့ရဲ့ရွာထင်းဆိုတော့အမေတို့ရဲ့ညီမလေးတို့ရောသူရောသားရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ရတယ်အမေအဲ့တော့အားလုံးတတိဝိရိယထားရဖို့တာမှပြရစေနော် ဒီပါတာရဲ့ ကဲအဲ့ဒါဆိုရင်တာဖုန်းချတော့မယ်အမေ အေးအေးတာရဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ကဲသမီးရေညီအကိုကတော့ရွာနာစခန်းသိမ်းတိုက်ပွဲပြီးမျိုးစီကိုပြန်လာမယ်တဲ့ဟဲ့ဟာမေသမီးကဝါလာလိုက်တာအမေရဲ့အကိုကြီးနဲ့မတွေ့ရလဲလေးနှစ်ဒီပါရှိနေပြီလေအခုပြန်တွေ့ရတော့မယ်ဆိုတော့အရင်ပြောတာကောင်းပါပဲနော်အမေမိသားစုလေးစုံစုံလင်လင်နဲ့လေကဲပြောတာလေပြောဖို့တော့ကြာလောက်ကြောင်လာဆုံးသားနေရတယ်ဆုံးစားဖို့ပြီးပြီဆုံးကြိုက်ဖို့ကိုနောက်ကျနေဦးမယ်သွားကြရအောင်ဟုတ်ကဲ့အမေငါသားလေးဘေးမရှိရမခါခလုံးမထီစူးမညိနဲ့ကျမ်းမာပျော်ရှင်စာနဲ့တိုက်ပွဲတိုင်းကိုအောင်မြင်ပါစေတာရဲ့ပြောလို့မကြခင်မှာစကားသိမ်းတိုက်ပွဲဆင်နွှဲဖို့ရှိတယ်ဒါတော့ရပေါ်တို့အားလုံးလက်နဲ့ခဲရဲအားလုံးပြည့်ပြည့်စုံစုံပြင်ဆင်ထားကြပါဆရာကြီးအောင်ဖို့လိုအပ်တာကစက်တက်ပြီးတော့ပြင်ထားလိုက်ပါ ဟုတ်ကဲ့ပါခင် မဟာမိတ်တွေနဲ့စီဝေးရှိတဲ့တော့ဝေဒနာသွားကြရှိ ဟုတ်ကဲ့ဝေးရောအခုငါတို့တော့ရတဲ့တိုက်ပွဲကြီးစခန်းသိမ်းတိုက်ပွဲဖြစ်တယ်စခန်းသိမ်းတိုက်ပွဲဖြစ်နေရတစ်ဖက်ကရန်သူကလည်းသူတို့စခန်းမကြရင်အပြင်းထန်တာပဲလေငါတို့ကဒီနေ့ဒီစခန်းကိုရှောက်လိုက်မှာဖြစ်တဲ့အတွက်အပြင်းထန်တိုက်အဲ့ဒီတော့မိမိတို့ရဲ့လက်အောက်ကတစ်စိတ်တွေကိုလိုအပ်တဲ့နဲ့ခဲရရိတ်ခါဘယ်ရမှလက်ဟာမရှိအောင်မင်းပြောရင်မရှိအောင်ပြင်ဆင်ရအောင်မရှိတော့မရှိတော့မရှိစတော့ ဟဲ့အေးဘယ်လို ငါတို့ရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းမဲ့စက်ကောင်ရဲ့စခန်းကိုတိုက်လို့ဘာမြင်ရလဲ ဟာအဲ့ဒါဆိုရင်ငါလည်းလိုက်ပြတယ်ငယ်ချင်းရ ဟုတ်ငါအဲ့ဒီသွားလို့ညနေပြင်းနေတာ အဲ့ဒါဆိုရင်ရွာနာကစခန်းသိမ်းကိုတိုက်ပါဆိုတော့ဟဲ့ငါလိုက်ချင်တော့ငါခေါ်ပါကွာ မလုပ်ပါနဲ့ဒီနေ့ကမလုပ်ပါနဲ့ဒင်းကဒီရှင်တိုက်ပွဲတွေတော့လေရိုးရိုးရှိတိုက်တယ်တော့မင်းပြဆက်ခဲ့ရဟာ ဟဲ့ ဒီလက်ကထဲရတာကွာ မင်းအားအလုံးပြောတယ်ဒီမှာကြည့်ငါလည်းကိုကြည့်မကြည့်ငါလည်းကကောင်းကောင်းမို့အတော့ပြနိုင်ပါလိမ့်ကော တကယ်ကြီးကစခန်းသိမ်းတိုက်ပွဲဆိုတာမင်းလည်းသိတယ်ပို့လားအရန်အနေနဲ့များတယ် တိတာပေါ့ကွာ အားတော့မှမပြည့်မစုံပဲကွာဒီတပွဲလေးတော့နေခဲ့ပြီပါတကယ်ကြီးဟာ ဟာအဲ့လိုမလုပ်ပါနဲ့တကယ်ကြီးလားငါတကယ်လိုက်စီလို့ပါတော့ငါခေါ်ပါကွာ အေးမင်းတိတ်ဆိတ်တဲ့ပြင်းထန်နေဆိုရင်တိုက်ခိုက်ကွာဒါပေမဲ့ဒီတိုင်းတော့မတိုက်လို့မရဘူးလေ ငါဘယ်လိုလဲက ခဏဟုတ်ဟာရဲ့ဒီကောင်မင်းဝတ်တယ် ဟဲ့အဲ့ဒီကြီးကငါမလို့တကယ်ကြီးဒီကြီးကငါ့အတွက်အတော့
အားလုံးကအတူတူပဲမင်းနဲ့တက်တယ်ဒီတိုင်းပဲငါတက်တယ်ဒီတိုင်းပဲအဲ့တော့တန်ဖိုးနေတဲ့တန်ဖိုးကြီးတယ်ဆိုတော့ငါတို့ PDF ရဲဘော်တွေမရှိဘူးတကယ်ကြီးမင်းဒီတိုက်ကိုလိုက်ရှင်နေတော့ လိုက်ရှင် ကျော်ဒီကောင်ဟုတ်ကဲ့ မင်းတို့အစင်းကြီးရတယ် ဟာမပူနဲ့ငါတော့စီနေတယ်တကယ်ကြီးမင်းဒါတော့ဟုတ်ကဲ့နော်ကျန် အေးပါတော့ငါဝဲပါ အေးရတယ်ပါအဲ့တော့နေလို့ ဘာချင် ဒီ လဲ ဝတ်ကျင်မပြီးလို့ရောက်ဒီမှာအားရ6လုံးပြူအဲ့တော့မင်းမလိုရမယ်ဆောင်းဖို့လိုတယ်ကွာရောက်အဲ့တော့အားရ6လုံးပြူလေးတော့ပြီးလိုက်နော် ဟာဟာဟာဒီကောင်လက်ဆိုစစ်ခွေးတွေကိုငါနိုင်တော့တိုက်ခိုက်နိုင်ပါသေးတယ်ကွာ ဒါဘောကွာတိုက်နေရမှာဘောကွာ ဒါဟုတ်တယ် ရောက်ဒီထဲမှာကြည်ပေါက်ပါတယ်ကြည်စံလည်းပူပါတယ်လိုရကြည်ကြည့်လို့ရတယ်ရောက်မြို့ပေးလိုက်တယ်တကယ်ကြီး အေးကွာ အဲ့ဒီတော့မင်းဒီပွဲကိုလိုက်မယ်ဆိုတော့အစားလိုက်ရသတိထားတယ်ကြီးငါဘဝမှာအခင်ဆုံးတငယ်ချင်းငယ်တငယ်ချင်းဆိုလို့မင်းတယောက်ပဲရှိတယ်နော် အေးပါတကယ်ကြီးဟာငါဆက်လိုက်ရတတိထားပါမယ်ကွာ ကဲဒါဆိုရင်ငါတို့ဘုမမဟိုကြီးကိုငါတို့ချိန်ကြီးလာဖို့ပြောထားတယ်အဲ့တော့ငါတို့သွားမယ်ပါ ဘာရတကယ်ကြီးဟာကျွန်တော်အမေနဲ့ညီမလေးခေါ်ပြပါလိမ့် စိတ်ချရေစိတ်ချရဲပါလားအာဒီနာပါရဲပါဟဲ့ရဲပါလားဟဲ့ဆောင်းရခေါ်ရဲပါအဘူးရဲ့အမေရင်းရတဲ့သူ့ရဲ့တမီးကိုမြန်တော့တော့လည်းပါဟုတ်ရောခေါ်ရဲပါအားဒီပါလို့စကန်တိုင်းနဲ့ဒီကနေ့ကငါတို့စကန်တိုင်းနဲ့ဒီဟောဒီလေဘောဒီလားမင်းတို့ပြန်မစောဟာမင်းပြန်နေမှလည်းကြံနေတယ်ဟော ငါမရတော့ဘူး 你要不去的时候，俺多少年了？我记得。 တကယ်ကြီးအမေနဲ့ညီမလေးရောက်လာရင်ငါပုံစံညီမလေးကိုမှားလိကွာငါအမေနဲ့ညီမလေးမဆောက်ချုပ်နေလို့ကွာညီမလေးကိုလည်းပြောင်းနေမှာငါပုံစံအမေကိုတလုံးဆောက်ရှောက်ပြီးပါအမေကိုလည်းပြောပြီးကွာအရင်ချစ်တယ်လို့ပြောပြီးတကယ်ကြီး 好，别别别别了，别了，是刚才那，我不要，没叫我别了走，不走，有没有找我嘞？这个你妈没找我没有？你妈的对，慢着了我。别丢了我！哎，几个呀？俺这不是都是我的错。你几个呀？别当我是谁了呀？哎，几个呀？妈的，我的呀！我的妈呀！别让别让我啊！我你过来也不会比多少钱，
မင်းလည်းမင်းမလေးတီးမလို့တော့ပါတော့ ဒီတော့တောင်းရပါဘိုး မင်းလည်းမင်းမလေးတီး ငါတာရောငါတာရောငါတာရောလို့တာရဲ့တာရဲ့မင်းရပါလေတာရဲ့ဒီဘက်မှာလည်းဘာဖြစ်တာလဲငါတာလေးဘာဖြစ်တာလဲတာရဲ့ထားပါဦးဒီဘက်မှာလည်းဘာဖြစ်ရအောင်လဲတာမရှိဘူးဘာချင်နေလဲဘာလို့တာရဲ့ရောတာရဲ့ဘာလို့ရလဲလားတာရဲ့အမေကတာရဲ့လားငါတာလေးအမေနဲ့ချူရပြီတော့တာရဲ့ စိတ်ကိုထိပါလေစိတ်ကိုထိပါ တာလို့တာပြလာရင်အဲ့လိုတောင်းမယ်ဆိုပြီးတော့ကြောက်ရဲ့အမေချက်ကြည့်တဲ့ခင်းလေးကိုလည်းတာစားခြင်းနေနေဆိုတာရဲ့ထားပါဦး ယေ ပြီးတော့ငါသားလေးအမေဆိုတဲ့တဲ့ချင်းလေးနဲ့အိတ်ချင်နေလေဆိုတာရဲ့ ကိုထိန်ပါဦး ဟုတ်တာရဲ့ကျူတိုးတိုးနေကြဒီလိုပြောတာငါသားသေးငါသားမသေးဘူးငါသားပြင်ရတော့အိမ်ရောနေတာမဟုတ်လားပြောနေလို့ငါသားနော်ငါသားပြင်ရလို့ပြီးတော့အိမ်ရောတာတောင်းဟိုနေနေငါချိုးတဲ့ရစီနေတယ်နော်သား ကျွန်တော်တို့ကြည့်ရတယ်မင်းလာကြီးကိုပေါ်မှာညာကိုခွဲခေါ်အောက်စားကစီးနေပြီးကိုဆွတ်လို့ပြတယ်အမောင်ကြတယ်ကျွန်တော်တို့နိုင်ငံကိုကင်တင်ဖို့ဆိုကျွန်တော်တို့အပြင်ကိုစီးရခံပြီးတော့တိုက်ပွဲဝင်နေကြတဲ့ဒီရဲ့သူရဲ့ကောင်းများစွာရှိပါလိမ့်မယ်အဲဒီသူရဲ့ကောင်းပြီးသူရဲ့ကောင်းပြီးကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးတစ်ချိန်ကြလေးအောင်ထိုးနေဖို့တော့သူတို့ရဲ့ဘဝတွေကိုဆွတ်လို့ပြီးတော့အားလုံးလမ်းပြပေးနေတဲ့လမ်းပြကျေဖြစ်ပါလေနော်ဒါကြောင့်ကျွန်တော်တို့ချင်ရပြီးရတည်ရပါမယ်ကျွေးနေမှုနေဖို့ဆိုရင်နိုင်ငံရချားမှာရောက်နေတဲ့ဒီကောင်မောင်တို့များအားလုံးပြည်ရင်းကထောက်ကုန်များအားလုံးလက်နက်ကိုင်များအားလုံးတတိတကြံထဲတဲ့အားလုံးဂျန်လူရုံးရဆိုရင်ကျွန်တော်တို့တာဝန်ကျင်လို့အားတဲ့ပြည်ရသူရေကောင်းတွေကျွေးနေမှုနေပါမှာဖြစ်ပါဒါကြောင့်နိုင်ငံဝင်ကိုထပ်ပြီးတော့ဒီတော်လိုင်းရေးအများဆုံးပြီးကြအောင်အားလုံးဘူပေါင်းပါဝင်ပေးကြပါလို့ပြောရင်အားလုံးလွတ်ဆွပါ
ကျွန်တော်တို့ပြန်လို့တင်ဆက်မှုချိန်မှာအားနည်းချက်များရှိရင်အားလုံးနားလည်ပေးကြပါခင်ဗျာကျွန်တော်တို့ my system ကြီးကအစကပေချာလေးစီစဉ်ထားပေမဲ့အတန်မကြားတော့ကျွန်တော်တို့မှာ မိုက်လူရဲ့ခက်ခဲဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့ဖြောပြမှုများအမှားပါခဲ့ရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဖြောပြမှုအမှုရာလေးတွေဟာရိုက်ပြသွားတယ်ဆိုရင်ကျွန်တော်တို့တောင်းညီကိုဖွဲ့လို့ခွင့်လွှတ်နားလည်ပေးပါလို့ပြောကြရင်အားလုံးကိုကြော့ပြီးတော့နှုတ်ဆက်ခဲ့ပါခင်ဗျာ